ပြိုင်ဘက်တွေကိုအလဲထိုးနိုင်ဖို့အာမိုရင်အသက်သွင်းလိုက်တဲ့ Manchester United ရဲ့အသွင်သစ် BBC တိုက်စစ်အားလုံးပဲမင်္ဂလာပါ OMI Sport နဲ့ကြိုဆိုလိုက်ရပါတယ် BBC တိုက်စစ်လို့ဆိုလိုက်လို့ရှိရင်တစ်ချိန်ကဥရောပတစ်ခွင်မှာပြိုင်ဘက်အသင်းတိုင်းအတွက်အိမ်မက်ဆုဖြစ်စေခဲ့တဲ့ Real Madrid ရဲ့နာမည်ကျော်တိုက်စစ်ကိုသတိရမိကြမှာပါ Bale, Benzema နဲ့ Cristiano Ronaldo တို့ရဲ့ BBC တိုက်စစ်အတွက်ဖက်ဟာအတူတွဲကစားခဲ့တဲ့900ရာသီအတွင်းမှာပဲ Champions League ဖလား၄ချိန်အပါအဝင်စုစုပေါင်းဖလား73လုံးထိရယူပေးနိုင်ခဲ့တာပါအထူးသဖြင့် Champions League ကို3နှစ်ဆက်တိုက်စုခူးခဲ့တာကတော့ဘောလုံးသမိုင်းမှာထူးခြားတဲ့စွမ်းဆောင်ရည်တစ်ခုပါပဲဘောလုံးသမိုင်းမှာထင်ရှားရစ်စေခဲ့တဲ့အကောင်းဆုံးတိုက်စစ်အတွက်ဖက်တွေထဲကတစ်ခုပဲဖြစ်ပါတယ်ပြိုင်ဘက်တိုင်းကိုအိမ်မက်ဆုဖြစ်စေခဲ့တဲ့ BBC တိုက်စစ်ကိုပြန်လည်အသက်သွင်းဖို့ကြိုးစားနေတာကတော့ United ရဲ့နီးပြအာမိုရင်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာဂိုးသွင်းနှုန်းနဲ့တိုက်စစ်ပိုင်းအားနည်းချက်တွေကြောင့်ဝေဖန်ခံခဲ့ရတဲ့ Manchester United ဟာဒီနှစ်မှာတော့ကြီးမားတဲ့အပြောင်းအလဲတစ်ခုလုပ်ခဲ့ပါတယ်။ United တို့အနေနဲ့နီးပြ Ruben Amorim လက်အောက်မှာတိုက်စစ်ပိုင်းကိုအဓိကအားဖြည့်ခဲ့ပြီးနာမည်ကျော် BBC တိုက်စစ် Trio ကိုအသစ်ပုံဖော်ခဲ့ပါတယ်။ Amorim ပြန်လည်အသက်သွင်းမဲ့ BBC တိုက်စစ်အသစ်မှာတော့ Bryan Mbeumo, Benjamin Sesko နဲ့ Matheus Cunha တို့ကဦးဆောင်လာမှာဖြစ်ပါတယ်။ United တို့အနေနဲ့ဒီနေရာဒီမှာစုစုပေါင်းပေါင်သန်း200နီးပါးအကုန်ကြခံပြီးဒီတိုက်စစ်မှု3ကိုသွေးသစ်လောင်းနိုင်ခဲ့ပါတယ်။ရာသီစမှာဝေဖန်မှုတွေရှိခဲ့ပေမဲ့လည်းယခုချိန်မှာတော့ဒီတိုက်စစ်အတွက်ဖက်ဟာအာမိုရင်ရဲ့ system ဖြစ်တဲ့3-4-3ဒါမှမဟုတ်3-4-2-1နီးစနစ်နဲ့လုံးဝကိုအဝင်ဝင်ကြဖြစ်နေပါပြီ။ဥရောပရဲ့အလားအလာအကောင်းဆုံးတိုက်စစ်မှုဖြစ်သတ်မှတ်ခံထားရတဲ့ Benjamin Sesko လျင်မြန်ပြီးဂိုးသွင်းကောင်းတဲ့ Mbeumo အတိုးအလုပ်တွေတကူကြီးစွမ်းဆောင်ရည်တွေနဲ့ပြိုင်ဘက်ခံစစ်မှုတိုင်းကိုဒုက္ခပေးနိုင်တဲ့ Matheus Cunha တို့ရဲ့တိုက်စစ်အတွက်ဖက်ဟာပြိုင်ဘက်အသင်းတိုင်းအတွက်အိမ်မက်ဆုဖြစ်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ရာသီကဝေဖန်မှုတွေခံခဲ့ရတဲ့ United ရဲ့တိုက်စစ်ဟာဒီရာသီမှာတော့ BBC တိုက်စစ်အသစ်နဲ့ဂိုးသွင်းနှုန်းတိတိတသားမြင့်တက်လာခဲ့ပါတယ်။ Expected ကို HG မှာလည်းအဆင့်နဲ့နေရာကိုရောက်ရှိလာတာတွေ့ရပါတယ်။ Amorim ပြန်လည်အသက်သွင်းမဲ့ဒီ BBC တိုက်စစ်အသစ်ဟာ United ကိုအသစ်တစ်ဖန်အောင်မြင်မှုခေတ်သစ်စီကိုဦးဆောင်နိုင်မလားဆိုတာကတော့ပရိသတ်တွေကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။